အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီချက်ကရီးဒီတက်မယ်ဆိုရင်စုစုပေါင်းကုန်ကြမယ်တနန်းချင်းနဲ့ဆောင်မွေးကြီးကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဒီချက်တော့တနန်းကြောင်းမှာဆိုရင်ဒီအတွက် video class နဲ့ sound class ဆိုပြီးတော့နှစ်ခုရှိပါတယ် video class အတွက်ကုန်ကြစည်ကစုစုပေါင်း3သိန်းခွဲဝင်ချင်နဲ့3လဝင်ချင်ကြမှာဖြစ်ပါတယ် sound class အတွက်ကကြတော့တစ်လကို2သိန်းနဲ့စုစုပေါင်း4လဖြစ်တဲ့အတွက်8သိန်းဝင်ချင်လောက်ကြမှာဖြစ်ပါတယ်နားကြည့်ပြီးသွားတဲ့အခါမှာဆောင်မွေးပွဲကြီးအတွက်ကကြတော့ ready test နဲ့တကယ် real test ဆိုပြီးတော့နှစ်ခုရှိပါတယ် ready test အတွက်ဆောင်မွေးကြီးကတော့တဘာသာကို3000ကျော်ဝင်ချင်လောက်နဲ့၄ဘာသာအတွက်1,200,000ဝင်ချင်လောက်ကြာမှာဖြစ်ပါတယ်ပြီးတော့တကယ် real test အတွက်ကကျတော့တဘာသာ3သိန်းဝင်ချင်နဲ့၄ဘာသာဆိုတော့12သိန်းဝင်ချင်မှာအဲ့တော့ချဲလို့စီမှာ video class တက်ပြီးတော့ဆောင်မွေးပွဲဖြစ်မယ်ဆိုရင်တနန်းကြီးရဲ့ဆောင်မွေးကြီးရဲ့ကိုစုစုပေါင်း15သိန်းဝင်ချင်လောက်ကုန်မှာဖြစ်ပြီးတော့Zoom class ကနေပြီးတော့ဆောင်မွေးဖြစ်မယ်ဆိုရင်တော့စုစုပေါင်း21သိန်း22သိန်းဝင်ချင်လောက်ကုန်ကြမှာဖြစ်ပါတယ်